အစည်းအဝေးရေးလို့ရှိရင်လိုက်နာရမယ် process လုပ်ငန်းစဉ်9ဆင့်ခြေလမ်း9လမ်းမှာကျွန်တော်အရင်ဗီဒီယိုနှစ်ခုမှာခြေလမ်း4လမ်းကြောင်းအောင်ကျွန်တော်ရှင်းပြသွားပြီးသွားပြီအခုဗီဒီယိုကကျွန်တော်နောက်ဆုံးကြံခဲ့တဲ့ခြေလမ်း3လမ်းကြောင်းအောင်ရှင်းပြမယ်ဒီဗီဒီယို3ခုကြည့်လို့ရှိရင်အစည်းအဝေးအေးဆေးရေးလို့ရပြီပေါ့သူရဲ့ process တစ်ခုလုံးမြင်သွားပြီကျွန်တော်ဒီ slide မှာပြန်ပြီးတော့မှတင်ပြပေးထားတဲ့ခြေလမ်း9လမ်းအောင်ပထမပိုင်းက choose a topic ခေါင်းစဉ်ရွေးတဲ့အပိုင်းဒုတိယပိုင်းက brainstorming လုပ်တဲ့အပိုင်းတတိယပိုင်းက outline ဆွဲတဲ့အပိုင်းစတုတ္ထပိုင်းကကျတော့ first draft မူကျန်းပထမမူကျန်းစရေးတဲ့အပိုင်းပေါ့နော်ခြေလမ်း9လမ်းမြောက်က peer review တောင်းတဲ့အပိုင်း peer review ဆိုတာကတော့ကျွန်တော်တငယ်ချင်းတွေဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရှင် classmate တွေပေါ့အတန်းဖော်တွေစီကနေ peer review တောင်းတာကိုရေးထားတဲ့ essay ကကောင်းလားမကောင်းလားအခြေအနေဘယ်လိုရှိလဲဆိုတာကိုဘေးပတ်ဝန်းကျင်ပေါ့နော်ကိုကတော့ကိုရေးထားတာကိုနားလေတယ်ဒါပေမဲ့ဘေးပတ်ဝန်းကျင်ကနားလေလားမလဲဘူးလားဆိုတဲ့အကြောင်းသိချင်တယ်သိချင်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုယ့်ရဲ့အတန်းမို့တွေကိုကူညီတောင်းတဲ့သဘောပေါ့တကယ်လို့ကိုရေးထားတဲ့အစီကိုကိုယ့်ရဲ့အတန်းမို့တွေဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းကကောင်းကောင်းနားမလဲဘူးသိမရှင်းလင်းလို့ဆိုလို့ရှိရင်အဲ့ဒါကို rewrite ပြန်လုပ်ပေးရမယ်ခါလေးကျရင်လည်းကိုယ့်ရဲ့အစီကရှုပ်ထွေးနေတာက language problem ပေါ့နော်ကျွန်တော်ကိုရေးတဲ့ vocabulary တွေမရှင်းလင်းတာတွေဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း idea တွေမရှင်းလင်းဘူးပေါ့ကျွန်တော် clear idea မရှင်းလင်းဘူးပေါ့နော်ပြီးနောက်တစ်ခုကကျွန်တော် supporting idea ပေါ့ good supporting idea အဲ့ဒီလိုမျိုးအချက်လက်တွေမရှင်းလင်းတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုအခြေအနေနဲ့ကြုံပြီဆိုရင်ကျွန်တော်တို့က peer review တောင်းရတယ်အဲ့တော့ကျွန်တော်တို့ peer review ရဲ့ sample ပုံစံလေးကျွန်တော်ဖော်ပြပေးထားတယ် sample shape ပေါ့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ပိုင်း၈ခုပါတယ်ပထမဒီအပေါ်ဆုံးပိုင်းကကျတော့ writer ပေါ့နော် writer အကြောင်းကိုတငယ်ချင်းကိုကကူညီတောင်းတယ်ဆိုလို့ရှိရင်တငယ်ချင်းနေနဲ့ကိုယ့်ကိုပြန်ရေးပေးရမှာပေါ့ပြီးရင် date ရက်စွဲထည့်မယ်ပြီးရင် editor ရဲ့နာမည် PR editor နာမည်တငယ်ချင်းနာမည်ပေါ့ပြီးရင် essay ရဲ့ခေါင်းစဉ်အဲ့ဒီထဲမှာကျွန်တော်တို့တစ်ပိုင်းချင်းစီပေါ့နော် essay ရဲ့ topic က general topic ကဘာလဲ paragraph ဘယ်လောက်ပါလဲဆိုတော့ဒီ theme သေးလေးတွေပေါ့နော်အဲ့မှာအများကြီးထည့်ပေးတာတယ်အဲ့ထည့်ပေးတဲ့ဟာလေးတွေကိုတစ်ချက်ကြည့်လိုက်ဒါဆိုလို့ရှိရင် spelling error ပါလို့ရှိရင် spelling error ကိုရေးပေးဖော်ပြပေးပြီးရင် grammar error ပါရင် grammar error တွေဖော်ပြပေးဆိုတဲ့အကြောင်းလေးတွေထည့်ပေးထားတယ် peer review editing ရှိရတယ်လို့မျိုးပုံစံလေးပေါ့အဲ့ပုံစံကိုက essay တစ်စောင်ရေးပြီးလို့ရှိရင်အဲ့ essay ကိုတငယ်ချင်းစီကိုပေးရ peer review ရှိလေးနဲ့တွားပြီးတော့အပ်လိုက်ပေါ့နော်သူကဖတ်ပြီးလို့ရှိရင်အဲ့ဒါကို edit ပြန်လုပ်ပေးလိုက်မယ်ဒါကတော့စာမွေးခန်းထဲမှာသုံးလို့မရတဲ့နည်းပေါ့ဒါဒီနည်းကတော့စာမွေးခန်းထဲမှာလက်တွေ့တော့လုပ်လို့မရှိဘူးစာမွေးဖြစ်နေဆိုတော့လုပ်လို့လည်းမရအောင်ကျွန်တော် peer review တောင်းပြီးလို့ရှိရင်ဘာလုပ်ရမှာလဲဆိုတော့ first draft ကို revise ပြန်လုပ်ပေးရမယ်ကျွန်တော်တို့ရေးထားတဲ့မူကျန်းကို peer review တောင်းပြီးရင်သူပြန်ပြီးတော့မှကိုယ်ပြင်ပြီးတဲ့အချက်လက်တွေအကုန်လုံးပြန်ပြီးတော့မှပြင်ဆင်ဖြည့်ဆွတ်ပေါ့နော်အဲ့မှာအပိုင်း၄ပိုင်းရှိတယ် first draft ပြန်ပြီးတော့ revise လုပ်တဲ့အချိန်မှာပထမတစ်ပိုင်းက do nothing လုပ်เสียမလို့တော့ဘူးကိုယ့်ရဲ့ essay ကလုံးဝရှင်းရှင်းလင်းလင်းဖြစ်တယ်ထပ်ပြီးတော့မှဖြည့်ဆွတ်เสียမလို့တော့ဘူးပထမတစ်ပိုင်းပေါ့ဒုတိယပိုင်းက add information ကျွန်တော်တို့ information တွေထပ်ထည့်ပြီးလို့လုပ်တယ်အဲ့ဒါဘယ်လိုချိန်နေမှာလုပ်လဲဆိုလို့ရှိရင် language ပေါ့ကျွန်တော်တို့ language unclear ဖြစ်တယ်လုံးဝမရှင်းလင်းဘူးပေါ့နော်ကိုရေးထားတဲ့ language နဲ့ပတ်သက်ပြီးမရှင်းလင်းဘူးဒါမှမဟုတ်လို့ရှိရင်တချို့အစိပ်ပိုင်းတွေမှာရှင်းရှင်းလင်းလင်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့က information လေးတွေကိုပြန်ပြီးတော့ထည့်ပေးဖို့လိုသေးတယ်လို့သဘောပေါက်တယ်ပေါ့တတိယပိုင်းကကျွန်တော် cut information ကိုကသတင်းချက်လက်တွေကိုရေးထားတဲ့ essay တွေကတချို့ဟာတွေကိုဖြုတ်ပြရမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် writing word ဆိုလို့ရှိရင်စကားလုံးတွေအရင်ဖောင်းပွားနေတယ်ပြီးရင်တချို့စာကြောင်းတွေက topic နဲ့မဆိုင်တဲ့စာကြောင်းတွေဖြစ်နိုင်တယ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ကိုကဒါကို edit out လုပ်ပေးရမယ်ဖြုတ်ပေးရမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် omit the sentence ဒီ sentence ကြီးကိုကျွန်တော်ဖြုတ်ပြရမယ်ပေါ့နော် essay ရေးတဲ့အချိန်မှာကြစ်လေးလေးရေးတာလဲပိုကောင်းတဲ့ essay ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဒီစတုတ္ထပိုင်းကျတော့ correct error ကျွန်တော်အမှားတွေရှိရင်ပြန်ပြီးတော့မှရှင်းလင်းတန့်စင်ပေးရမယ်အဲ့တော့ grammatical error တွေပေါ့ကျွန်တော် grammar pattern မှားတွေရှိမယ်ပြီးရင် language pattern language မှားတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်ကိုက vocabulary မှားတယ် grammar မှားတယ်ဆိုလို့ရှိရင်ပြန်ပြင်ပေးရမယ်အဲ့လိုမျိုးကျွန်တော်တို့ first draft ကို၄ချက်နဲ့ပြန်ပြီး revise လုပ်လိုက်ပြီဆိုလို့ရှိရင်နောက်ဆုံးလုပ်စရာတစ်ခုပဲရှိတော့တယ်အဲ့ဒါကတော့ proofread the final draft ပေါ့နော်ကျွန်တော်တို့ဒီနောက်ဆုံးမူကျန်းတစ်ခုကိုရေးမယ် proofread ကြတော့ကျွန်တော်တို့ grammar နဲ့ spelling ပိုင်းမှာမဟုတ်တော့ဘူးအဲ့အချိန်မှာ proofread ရဲ့အဆင့်မှာဆိုလို့ရှိရင်စကားလုံးတွေကိုထပ်ပြီးတော့မှထပ်ပေါင်းတယ်ထပ်ချိန်တယ်အဲ့ဒီအဆင့်ကဘာလို့ချိန်တာလဲဆိုတော့ပို့ပြီးတော့ sound better ဆိုတော့ပို့ပြီးတော့မှကြောင်းကျိုးစီလို့တဲ့အစေးတစ်စောင်ဖြစ်အောင်လို့တချို့စကားလုံးတွေကတော့မှန်တယ်ကိုရေးထားတဲ့စကားလုံးရဲ့အဓိပ္ပာယ်မှန်တယ်ဒါပေမဲ့လည်းကိုယ့်ရဲ့ topic နဲ့ကိုယ့်ခေါင်းစဉ်နဲ့ကြောင်းကျိုးဆက်ဆက်မှုမရှိဘူးပေါ့နော်အဲ့လိုမျိုးတွေတန်တူကြောင်းခွဲစကားလုံးတွေပေါ့နော်ကိုကစကားလုံးအဓိပ္ပာယ်တစ်မျိုးလေးရှိတဲ့စကားလုံးအများကြီးမှာကိုကရွေးရမယ်ဆိုလို့ရှိရင်ပိုစီလျော်တဲ့စကားလုံးတွေရွေးပေးရတဲ့အပိုင်းဖြစ်သွားတယ်အဲ့ဒီနေရာမှာပို့ပြီးတော့မှစီလျော်နိုင်တဲ့စကားလုံးကိုပို့ရွေးပေးရမယ်ဒါဆိုရင်တော့ကျွန်တော်အ
အရင်ရှေ့မှာပြောထားတဲ့ဗီဒီယိုနှစ်ခုပေါ့နော်ဗီဒီယိုနှစ်ခုမှာကျွန်တော်ပြောခဲ့တဲ့ topic ရွေးတဲ့အပိုင်းရယ် brainstorm လုပ်တဲ့အပိုင်းရယ်အဲ့ brainstorm ပြီးရင် dress ဆွဲ outline ရေးတဲ့အပိုင်းပြီးရင် first draft ရေးတဲ့အပိုင်းရယ်အခုဒီဗီဒီယိုမှာ peer review တောင်းတဲ့အပိုင်းပြီးရင်အဲ့ first draft ကိုမူချမ်းပြန်ရေးတဲ့အပိုင်းရယ်နောက်ဆုံး final draft ကို proofread လုပ်တဲ့အပိုင်းရယ်ခုနှစ်ပိုင်းပေါ့နော်အဲ့လမ်းကြောင်းခုနှစ်ခုခြေလမ်းခုနှစ်လမ်းကိုကျွန်တော်ပြောခဲ့တယ်အဲ့ဒီခြေလမ်းခုနှစ်လမ်းကိုလိုက်နာမယ်ဆိုလို့ရှိရင် essay တစ်စောင်ကအရန်ကိုကောင်းကောင်းမုံရေးနိုင်သွားပြီပေါ့နော်ကိုကစာမွေးကနေမှာဆိုလို့ရှိရင်ကျွန်တော် peer review တောင်းရမလို့ဘူးဗျာဆိုလို့ရှိရင်လမ်းကြောင်းက6ဆင့်လောက်ပဲလို့တယ်အဲ့6ဆင့်ဆိုလို့ရှိရင်ကျွန်တော်တို့ essay တစ်စောင်ကောင်းကောင်းရေးလို့ရတယ်နောက်ဗီဒီယိုကြလို့ရှိရင်ကျွန်တော်တို့သူတည်တနာဘက်ကိုပြန်သွားကြမယ်